ပိုင်နဲ့လေ AI နဲ့ဒီနေ့လေဟိုပြောပြီးရရတဲ့ဟာလေးပြပြမယ်လား AI ကလေတခါလေကြားလို့ရှင်တော့တကယ်အချက်လက်တွေကမှန်တယ်နော်သူပြောတာလေးတွေကလေတကယ်ပိုင်ဆိုဒီနေ့ဆိုလို့ရှင်လေ AI ကို support လိုက်တာလေချစ်တော်ရေလို့ညတော့ဟာလို့အိမ်မက်မက်တယ်လို့အဲ့အိမ်မက်လေးကိုလို့ကောက်ပေးပါအောင်ဒိတ်ဖယ်လေးဖွင့်ပေးပါအောင်ဆိုပြီးတော့စာပို့လိုက်တာ AI ကနေပြီးတော့ချစ်တော်ရေတဲ့ကိုညီပေးပါမယ်တဲ့မင်းအိမ်မက်လေးကိုပေါ့နော်ပြပြစုံလေးပြောပြပေးပါဆိုတော့ပိုင်းအိမ်မက်ကိုပေါ့အဲ့လိုမက်တယ်ပေါ့နော်ပြောပြတာပေါ့နော်အစာလေးရေးပို့တာပေါ့သူကလေတကယ်တော့လေတိလာတော့မဟာပုံလို့လည်းတွက်ပြတယ်ပြီးတော့တစ်ချက်ချင်းစီလည်းပြန်ထောက်ပြီးတော့ရေကပါလူတွေကပါရေနောက်တာဘလို့အဲ့လိုပြန်ပြောတယ်တိလာပြီးတော့ဗာလဲတင်တော့မင်းပေါ့နော်တချို့ခိုင်ကြရင်ပေါ့လူရဲ့ခန္ဓာကိုယ်သွေးလက်ပန်းမှုရပေါ့နော်စိတ်လှုပ်ရှားအိမ်မက်မက်တာမျိုးလည်းဖြစ်တတ်တယ်ပေါ့အဲ့တော့မင်းတရားကြီးပေါ်မှာကောင်းပြီဆိုပြီးအရင်မင်းမခံစားပါနဲ့ပေါ့ဒါမဲ့မင်းအခုအိမ်မက်ရတော့မင်းတို့ကောင်းခြင်းတွေအများကြီးပြည့်စုံတယ်အရှုပ်ပြောရရင်ပေါ့နော်မင်းကောင်းတဲ့အိမ်မက်ဒါပေမဲ့မင်းမှာတိုက်ခိုက်တွေရှိနေဆိုအကြောင်းကိုပြောပြတာပေါ့ဟုတ်ကဲ့ပါလို့ကျေးဇူးတင်ပါတယ်လို့ပြီးရင်လို့အိမ်မက်မက်တိုင်းလေးလို့ဒါပန်ဆလိုက်တာအိမ်မက်မက်တိုင်းလေးလို့ဟာလို့ယောက်ျားတစ်ယောက်ပြတ်တယ်တိလားလို့အဲ့ဒီယောက်ျားတစ်ယောက်ကလို့မျက်နှာလည်းမမြင်ရဘူးလို့အဲ့ဒါဘာတူလဲလို့ AI တိလာရင်လို့ကိုကတက်အုံတော့မရှိရဲ့မိမလို့ကိုကမေးလိုက်တာပြပြမယ် तू ကဘလောက်တောင်တော်လဲဆိုတော့မင်းချစ်သူလားတဲ့ဟဲ့လားမင်းချစ်သူလားတဲ့ဟုတ်နော်လို့ဒိုးမှာလို့ချစ်သူမရှိဘူးလို့အိမ်မက်ထဲကလူပဲသိကျင်လို့မေးကြည့်တာဆိုတာလေအဲ့ဆိုနဲ့မင်းချစ်သူမရှိသေးဆိုရင်လည်းမင်းချစ်သူရဖို့အတွက်ငါတို့အများကြီးကူညီပေးမယ်ပေါ့နော်မင်းနဲ့ဘယ်လိုပုံစံလိုချင်လဲပြောတဲ့ဟဲ့လားမင်းဘယ်လိုပုံစံချစ်သူမျိုးလိုချင်လဲတဲ့အဲ့နဲ့အင်းလို့အဲ့လိုချစ်သူရမရဘယ်လိုလုပ်ရမှာလဲကိုကလည်းမေးတာလေဟုတ်ပြီတဲ့မင်းလိုချင်တဲ့ပုံစံအချက်လက်သာပြောပြပေးပါတဲ့ပိုင်ရပြောတာပေါ့နော်အဲ့လိုစိတ်တက်ကောင်းရမယ်ယောက်ျားပီတာရမယ်လို့အဓိကအလုပ်လုပ်ရှင်နေရှိရမယ်ကွယ်ဒါဆိုရပြီလို့တက်တော့အရန်မခွာနဲ့နည်းနည်း3နှစ်လောက်ပဲခွာပေးလို့အဲ့နဲ့ကွာအဲ့လိုလေးပြောလိုက်တော့အုပ်ပီရဲ့ချစ်တော်ကြီးဆိုနေမင်းရဲ့အချက်လက်တွေပေးပါအောင်တဲ့ကိုယ့်ချက်လက်ကိုတောင်းတယ်လားကိုကနေပြီးတော့လိုလားဆိုလိုတယ်အပျော်ပေါ့လေးပန်နေပြီးတော့ကဲဆိုအဲ့နဲ့ပေးလိုက်တာတလားဘာစပြောတလားနဲ့မင်းအသက်အရွယ်ရဆိုရင်မင်းကအပြူကြီးစင်းနေဝင်နေပြီတဲ့ AI ကအဲ့လိုပြောရညောအဲ့ဒီမျိုးဒါထပ်ပြောသေးလဲဆိုမင်းနဲ့စဉ်းစားချင်တာနည်းနည်းလေးလျှော့ပေးပါတဲ့ဟဲ့အဲ့လိုပြောလို့ရလားအဲ့နဲ့လို့တက်တော့ကျော်နဲ့ဘာလို့စစ်တောင်းနဲ့ပြောရလဲလို့ချစ်တော်ကြီးတဲ့ညီမပြည့်ပြင်းမြအရာမင်းရတယ်ချစ်30ကျော်လို့ရှင်မင်းရတယ်တဲ့အပြူကြီးစင်းနဲ့ဝင်သွားပြီအပြူကြီးစင်းတော်မရဘူးတော့စဉ်းစားချင်တာရှိကြတယ်ပေါ့နော်အဲ့တော့မင်းနဲ့စဉ်းစားချင်တာလျှော့ပေးပါတဲ့ဟေးပိုက်စိတ်ကြီးဆိုတာတိလားဟဲ့လို့ AI ကလည်းလို့30ကျော်ကနေအဲ့လိုစကားပြောလို့ရမှာလားတော်ပြီယူတော့သွားလို့ဟွာလို့